1980 ပြည့်နှစ်မာရီယာနာလို့ခေါ်တဲ့ပကြီးဆီယာမလေးဟာပြည်တဲ့နိုင်ငံရဲ့ကြီးကြပ်ဆန်းတဲ့ကျွန်းတစ်ခုပေါ်ကိုရောက်လာခဲ့တယ်။ကမရဲ့တောင်ဝင်ကရိုးရှင်းပေမဲ့ခက်ခဲလွန်းနေ။အဲ့ဒါကတော့လက်ထပ်ဖို့ညှင်းဆန်နေတဲ့တချေသမီး Hollowest ရဲ့ပုံတူကိုခိုးဆဲဖို့ပဲ။ Hollowest ကသူမကိုပကြီးဆွဲခွင့်မပြုလို့မာရီယာနာကလမ်းလျှောက်ပေါ်ပြန်ဟန်ဆောင်ပြီးသူမရဲ့မျက်နှာသမီးကိုမှတ်ညံနဲ့အခိုးယူခဲ့ရတယ်။မျက်တောင်ခတ်ပုံနှက်ခမ်းတုံပုံအကြည့်တွေရဲ့အနက်အတိတ်ပဲမာရီယာနာဟာ Hollowest ကိုလေ့လာရင်သူမကိုယ်တိုင်မသိလိုက်ပဲအဲ့ဒီအကြည့်တွေထဲမှာနှုတ်ဝင်သွားခဲ့တယ်။ဒါဟာပကြီးဆီယာမလေးနဲ့မော်ဒယ်ကြားကဆက်ဆံရေးချက်ပိုတဲ့ချွတ်ချမှုရဲ့အစပဲ။အမှန်တရားကိုပြင်ပြောလိုက်တဲ့အခါသူတို့ကြားကဓာတ်တွေပြူကျသွားခဲ့တယ်။ Hollowest ကမာရီယာနာရဲ့ပကြီးကောင်းကိုဝေဖန်ခဲ့တယ်။ဒါကငါမှမဟုတ်တာတဲ့။အဲ့ဒီနောက်မှာတော့သူတို့ဟာဟန်ဆောင်မှုတွေမရှိတော့ပဲတယောက်ကိုတယောက်ပွပွနေနေစမ်းကြည့်ရဲလာကြတယ်။နာမည်ကြီးတဲ့မိဘုံပွဲညမှာမြို့သမီးတွေရဲ့သင်းတန်ကြောင့် Hollowest ကကောင်းဝင်မှာမစ်ဆဲသွားခဲ့ပေမဲ့သူမကတော့မာရီယာနာကိုပဲစမ်းကြည့်နေခဲ့တယ်။အဲ့ဒီမိတော့ဟာသူတို့နှစ်ယောက်ရဲ့ရှင်ထဲမှာအရှင်ပြပြတောက်လောင်နေတဲ့အရှင်မီးတွေကိုကိုစားပြုနေတယ်လို့ပါပဲ။ကျုံးပေါ်မှာသူတို့နှစ်ယောက်တည်းရှိနေတယ်လို့မျိုးလောကကြီးကိုမိပြစ်ပြီးသူတို့ရဲ့အရှိကိုစတင်ခဲ့ကြတယ်။တွက်ရှင်စရာအရှိန်တွေကုံဆုံးသွားခဲ့ပြီ။အကြီးကားကအပိသက်တော်လို့ Hollowest နဲ့အိမ်အောင်ပြုဖို့ထုတ်ခွာရတော့မယ်။ထုတ်ခွာပါနေမှာမာရီယာနာက Hollowest ရဲ့စာအုပ်စာမျက်နှာ28မှာမားရဲ့ကိုလုံးကြီးပုံတူလေးကိုလျှို့ဝှက်စွာဆွဲပေးခဲ့တယ်။မာရီယာနာပြေးထွက်သွားတဲ့နောက်ဆုံးအချိန်လှည့်ကြည့်လိုက်ပါဆိုတဲ့ Hollowest ရဲ့စကားတန်ကြောင့်မာရီယာနာလှည့်ကြည့်လိုက်တဲ့အခါသူတို့သမီးဝတ်စုံနဲ့ Hollowest ကိုနောက်ဆုံးမြင်လိုက်ရတာပါပဲ။နှစ်ပေါင်းများစွာကြားတဲ့အခါပြဿနာရုံတစ်ခုထဲမှာ Hollowest ကိုမာရီယာနာပြန်တွေ့ခဲ့ရတယ်။ Hollowest ကတော့မာရီယာနာကိုမမြင်ပါဘူး။ဒါပေမဲ့သူမသားဟောင်းနေတဲ့တခြင်းတံမှာမာရီယာနာနဲ့အတူရှိခဲ့တဲ့အမတ်တရားတွေကြောင့်ရှိုက်ကြီးတက်ငယ်ငိုကြွေးနေတာကိုကြည့်ပြီးသူတို့နှစ်ယောက်ရဲ့အချစ်ဟာဘယ်တော့မှတည်ဆုံမသွားဘူးဆိုတော့မာရီယာနာနားလည်လိုက်ပါတော့တယ်။တကယ်တော့အချစ်ဆိုတာပိုင်ဆိုင်ရမှမဟုတ်ပါဘူး။တခါတလေလှည့်ကြည့်လိုက်ပါလို့ပြောခဲ့တဲ့အတန်လေးတန်ရဲ့ဘေးရောက်ချောင်းမှာမှတ်မိနေတဲ့အချစ်တစ်ချစ်ရဲ့ကပဲဘဝအတွက်လုံလောက်နေတတ်ပါတယ်။မာရီယာနာနဲ့ Hollowest တို့ရဲ့အချစ်ဟာအတူရှိခွင့်မရခဲ့ပေမဲ့သူတို့တယောက်ကိုတယောက်ကြီးခဲ့တဲ့အချိန်တိုင်းမှာသူတို့ရဲ့ကဘာဟာထာဝရတည်မြဲနေမှာပါ။တင်ကောအခုချိန်မပြည့်လို့မရသေးတဲ့အချစ်တစ်ချစ်တော့မဟုတ်လူတယောက်ရှိနေသလား။ကောင်းမွန်မှာပြောခဲ့ပေးသွားပါအောင်။ဒီလိုမျိုးစကားကောင်းတွေကိုကြည့်ချင်နေဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်။နောက်ထပ် recap ဗီဒီယိုတွေမှာပြန်ကြည့်ကြပါမယ်။